အဲ့ဒီအမျိုးသမီးကတုံချောင်းတစ်ချောင်းပဲလှုပ်လိုက်ရသေးတယ်ရောက်ခမဖြစ်သူကတုံလို့ခြောက်ချားသွားတာချက်ချင်းပဲအားလုံးကသူမပြန်စိတ်ဆိုးတော့မယ်လို့ထင်ခဲ့ကြပေမဲ့ရုတ်တရက်ဆိုသလိုပဲလက်ထဲကဝက်လက်ကိုအားရပါရကိုက်စားပြီးအရသာရှိလားကြည်လားလို့တောင်ချီးမွမ်းလိုက်ပါသေးတယ်အားလုံးပဲတပြိုင်နက်ပါဇက်အဟောင်းသားဖြစ်သွားကြတာပေါ့တကယ်တော့အဲ့ဒီအမျိုးသမီးကအလိုလိုက်ထားလို့စိုးသွမ်းပြီးအရန်ရက်ဆက်တဲ့ချွေးမတစ်ယောက်ဖြစ်ခဲ့တာပါထမင်းစားတိုင်းတမင်တက်ပြဿနာရှာတက်ပြီးပြီးခဲ့တဲ့တစ်ခေါက်ကရောက်ခမချက်ကျွေးတဲ့ဟင်းတစ်ခွက်ကိုမကြိုက်လို့ဆိုပြီးတုတ်ချောင်းတွေကိုတန်းပစ်ချကအားလုံးကိုထမင်းမစားဖို့အတင်းအကျပ်တားမြစ်ခဲ့ဘူးလေထူးဆန်းတာကအိမ်ထဲကဘသူမှသူမရဲ့အမိန့်ကိုမဖီဆန်ရဲကြတာပါပဲအဲ့ဒီအမျိုးသမီးမှာကိုဝင်ငါးလားရှိနေလို့မိသားစုတစ်ခုလုံးကအကန့်အသတ်မရှိအလိုလိုက်ထားကြတာဒါပေမဲ့အဲ့ဒီညကဝရန်ဒါမှာရှိနေတော့ရုတ်တရက်မိုးကြိုးပစ်ခံလိုက်ရတဲ့အချိန်ထိပါပဲအမျိုးသမီးနိုးလာတဲ့အခါမှာတော့တခြားဝိညာဉ်တစ်ခုကသူမရဲ့ခန္ဓာကိုယ်ကိုပုတ်ကတ်သွားခဲ့ပါပြီခန္ဓာကိုယ်ပိုင်ရှင်ဟောင်းရဲ့မကောင်းတဲ့လုပ်ရက်တွေအားလုံးကိုသတိရမိတဲ့အတွက်မိသားစုရဲ့သူမအပေါ်ထားတဲ့အမြင်ကိုပြောင်းလဲပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်လေကားနာကိုရောက်ယုံရှိသေးရောက်ခမတွေက steak pilot ကိုခိုးစားနေတာတွေ့လိုက်ရတယ်အမျိုးသမီးရဲ့တည်ငြိမ်တဲ့မျက်နှာအမူအရာကိုမြင်တော့ရောက်ခမဖြစ်သူကသူမစိတ်ဆိုးနေပြီလို့ထင်သွားတာပေါ့ဘာလို့လဲဆိုတော့အရင်ကသူမဟာည9နာရီနောက်ပိုင်းအိမ်သားတွေဘာမှမစားရဘူးဆိုတဲ့စီကံချက်ထုတ်ထားခဲ့လို့ပါသူမကိုစိတ်ကျေနပ်စေဖို့ရောက်ခမတွေကအခွန်တော်ပြီးသားတစ်တီးတွေကိုယူလာပေးကြတယ်။သူမစိတ်ဆိုးမှာကိုစိုးရိမ်နေကြတော့သူမကကျင်နာစွာနဲ့လက်ခံလိုက်ပြီးသူတို့ရဲ့ကျမ်းမာရေးကိုဂရုစိုက်ဖို့တောင်ပြောလိုက်ပါသေးတယ်။ရောက်ခမဖြစ်သူကအယံဝမ်းသာသွားပြီးဒေါ်လာ1 သန်းတန်ဖိုးရှိတဲ့ဘဏ်ကတ်တစ်ခုကိုပေးလိုက်ပါတယ်။ဒါကပဲသူမကိုချွေးမကောင်းတစ်ယောက်ဖြစ်ချင်စိတ်ပိုပြင်းပြစေခဲ့တာပါ။အခန်းထဲပြန်ရောက်တဲ့အခါမိသားစုရဲ့အမြင်တွေကိုပြောင်းလဲပစ်ဖို့အစီအစဉ်တစ်ခုဆွဲလိုက်တယ်။သူမရဲ့ပထမဆုံးခြေလှမ်းကတော့အားလုံးအတွက်ကောင်းမွန်တဲ့ဟင်းတနက်ချက်ကျွေးဖို့ပါပဲ။ညနေပိုင်းမှာဟင်း3 ခွက်စုစုပေါင်းချက်ခဲ့ပေမဲ့အားလုံးကအဆင်မပြေပဲရုပ်ဆိုးဆိုးဖြစ်နေခဲ့ပါတယ်။ရောက်ခမဖြစ်သူကအမှားတစ်ခုခုလုံးမိလို့အဲ့ဒီဟင်းဆိုးတွေနဲ့သူမတို့ကိုအပြစ်ပေးနေတာလို့ထင်သွားတာပေါ့။ဘိုက်ကစားလို့မြည်နေပေမဲ့လည်းဘိုက်ပြည့်နေပြီလို့ချက်ချင်းပဲလိန်ပြောလိုက်ပါတယ်။ရောက်ခမကြီးကလည်းသူ့ဇနီးကလေးပွားပြီးဘိုက်အောက်နေလို့ပါဆိုပြီးစင်ကြေတစ်ခုပေးခဲ့ပေမဲ့အမျိုးသမီးကသူ့ကိုလည်းစားဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ခင်ပွန်းကမတက်ရက်ပြီးသူကသူ့ရဲ့ရေးစားဟောင်းကုမ္ပဏီကိုဒေဝါလီခံအောင်လုပ်ခဲ့လို့မိဘတွေကိုအပြစ်ပေးနေတာလားဆိုပြီးမေးလိုက်ပါတယ်အမျိုးသမီးကတော့လုံးဝကိုကြောင်သွားပြီးသူမဘာမှသွားလဲဆိုတာနားမလည်နိုင်ဖြစ်ခဲ့ရတယ်ခင်ပွန်းဖြစ်သူထွက်သွားပြီးနောက်မှာတော့ရောက်ခမဖြစ်သူကသူမကိုချက်ချင်းအားပေးနှစ်သိမ့်ခဲ့ပါတယ်ရောက်ခမကြီးကတော့သူမချက်ထားတဲ့ဟင်းတွေအကုန်လုံးကိုစားပစ်မယ်လို့ပြောခဲ့သေးတာရောက်ခမတွေကစက်တောင်ပန်တွေကိုမစားချင်နဲ့စားဖို့ပြင်နေတော့အမျိုးသမီးကခင်ပွန်းဖြစ်သူနဲ့အခြေအနေတွေကိုရှင်းလင်းဖို့ဆုံးဖြတ်လိုက်ပြီးဟင်းတပွဲယူကအခန်းစီထွက်လာခဲ့ပါတယ်ရောက်ခမတွေလည်းချက်ချင်းစိတ်သက်သာရသွားပြီးထမင်းစားခန်းထဲကနေအမြန်ထွက်ပြေးကြတော့တာပေါ့မျိုးသမီးကခင်ပွန်းဖြစ်သူကိုတောင်းပန်ဖို့အိတ်ခမ်းထဲရောက်လာခဲ့ပါတယ်။သူမရဲ့ရေးစားဟောင်းနဲ့ဘာမှမပတ်သက်တော့ကြောင်းပြောပြီးသူမအပေါ်မတင်ကားမဖြစ်ဖို့တောင်းဆိုခဲ့ပေမဲ့ခင်ပွန်းဖြစ်သူကမယုံခဲ့ပါဘူး။ဘာလို့လဲဆိုတော့အရင်ကသူမဟာရေးစားဟောင်းနဲ့အတူရှိဖို့အတွက်သူ့ကိုအမြဲတမ်းကွာရှင်းချင်ခဲ့လို့ပါ။သူကတကားပိတ်ဖို့စူးစမ်းပေမဲ့မျိုးသမီးရဲ့ခြေထောက်ကိုညှက်မိသွားပါတယ်။သူမကနာကျင်လို့ချက်ချင်းអော်လိုက်ရပြီးခင်ပွန်းဖြစ်သူကလည်းလန့်သွားကခြေထောက်ကိုစစ်ဆေးဖို့ငုံကြည့်ခဲ့ပါတယ်။နောက်ဆုံးတော့သူမကိုအခန်းထဲပေးဝင်ပြီးခွင့်လွှတ်လိုက်ပါတယ်။တခြားတစ်ဖက်မှာတော့ရောက်ခမတွေကညစာမစားရသေးလို့အပြင်စာ delivery မှာစားကြပါတယ်အမျိုးသမီးကဘယ်သူမှအပြင်စာမရဘူးဆိုတဲ့တခြားအိမ်တွင်းစည်းကမ်းတစ်ခုကိုထုတ်ထားခဲ့တာပါဒါကြောင့်ရောက်ခမဖြစ်သူကအိမ်ဖော်ကိုအစားအစာတွေကိုပကံတွေထဲထည့်ဖို့တိုးတိုးလေးမှနေခဲ့ပေမဲ့အမျိုးသမီးကတော့ဖြစ်ပျက်သမျှအားလုံးကိုမြင်တွေ့သွားခဲ့ပါပြီ